United ပရိသတ်အားလုံးပဲမင်္ဂလာပါအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် Kennedy ပါအဲ့တော့ကိုရီ United အသင်းရဲ့ကွင်းလယ်လူလေးဖြစ်သူအင်္ဂလန်အသင်းမှာရွေးချယ်ခံခဲ့ရတဲ့ကိုရီမိန်နူးလေးကအခုချိန်ထိအင်္ဂလန်အသင်းနဲ့အတူတပွဲမှပါဝင်ကစားခွင့်မရသေးဘူး10မိနစ်မှကိုကစားခွင့်မရသေးရဗျာအဲ့တော့တူချယ်အနေနဲ့ကမိုင်နူးကိုရွေးထားပြီးရန်ကုန်မှာထားပြီးုံတက်ပဲအင်္ဂလန်လူစင်းမှာရွေးထားတာဘယ်လိုပြောမလဲတယောက်ယောက်ကွင်းလယ်အတွက်လူမရှိတော့ဘူးမရှိသုံးလုပ်ဖို့အတွက်ကိုရီမိုင်နူးကိုခေါ်ထားတာကျွန်တော်ဒီလိုမျိုးပဲထင်တယ်ပေါ့နော်အခုချိန်ဒီကိုရီမိုင်နူးအနေနဲ့အရန်ခုံမှာပဲတနာဟုတ်ကောင်းတယ်ကိုရီနီးပြပါတော့အမွေလက်အောက်တော့ကလည်းရန်ခုံမှာပဲထိုင်ခဲ့ရတယ်အခုလဲမနေ့ဖြန်အင်္ဂလန်ပွဲရှိရင်ဒီနေ့ညအင်္ဂလန်ပွဲရှိရင်ကိုရီမိုင်နူးလေးများလိုင်းရဲ့လေးများပါလာမလားငါတို့မှကြည့်ရတာအမော်လိုင်းရဲ့ကိုလိုင်းရဲ့ပါမလားဆိုတော့တပွဲလုံးမှာကိုရီမိုင်နူးလေးကိုပဲချိန်များလူစားလဲမလဲတစ်ချက်မှလဲမသွားဘူးဟဲ့သူချိန်ကြီးကိုတကယ်ကြက်တိတုံးတယ်လို့ပဲပြောချင်တယ်တိလားနော်ဒီဘယ်လိုပြောမလဲကျွန်တော်ရဲ့အမြင်ဆိုရင်တော့ဒီနီးပြတော့မှတူချယ်အနေနဲ့ကသူ့ရဲ့အတွေးအခေါ်ကနားလေရတော်တော်လေးကိုခတ်လာတဲ့အနေအထားမှာရှိပြီးတော့ကိုရီမိုင်နူးဆိုတာကအင်္ဂလန်အသင်းရဲ့ဒီအတောက်ပဆုံးလူငယ်ကစားသမားတွေတဲကတယောက်အပါဝင်ဖြစ်တယ်ညီကိုတို့အားလုံးဒါကတော့သိပြီးသားလို့လည်းထင်ပြီးသားပဲလားအများကြီးလည်းပြောစရာမလိုဒီကိုရီမိုင်နူးသူ့ရဲ့တည်ငြိမ်မှုပါနတ်မှုနီးစနစ်ပိုင်းသူ့ရဲ့အရေးအသွေးနဲ့ဒီပွဲကစားတဲ့ဒီနီးပြူဟာကိုလည်းသူ့အနေနဲ့ထိန်းချုပ်နိုင်စွမ်းရှိတဲ့ကစားသမားတယောက်ဖြစ်ပေမဲ့လည်းဒီသူဟာကွင်းထဲကိုအင်္ဂလန်အသင်းအတွက်10မိနစ်တောင်ကစားခွင့်မရရှိသေးတဲ့ကစားသမားတယောက်အနေနဲ့တကယ်ကိုလည်းကိုရီမိုင်နူးအစားစိတ်မကောင်းဖြစ်မိတယ်ပေါ့နော်ဒီကိုရီရွေးတဲ့ကစားသမားမလို့မဟုတ်ဘူးရဲ့ရွေးချယ်ခံရပြီး10မိနစ်မှမကစားရတဲ့ကစားသမားတယောက်အနေနဲ့စိတ်တက်ဘယ်လောက်များကြာနေမလဲမသိဘူးမိုင်နူးရေငါတို့ကတော့တွေးတယ်ကွာသိလားမင်းအေးစင်းနားရတယ်လို့ပဲကိုရီကတော့တွေးမှာပေါ့မဟုတ်လားကိုရီကလပ်အသင်းကိုပြန်လာအေးစင်းကစားရုံပဲအေးစင်းနားယူပဲလို့ပဲကိုရီကတွေးမှာတွေးမယ်လို့ဒီနိုင်ငံအသင်းနဲ့နည်းနည်းတော့တူချင်နေတဲ့အခွင့်အရေးပေးတဲ့လို့ကျွန်တော်ကတော့မြင်တယ်ဗျသူနဲ့ဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒီစန့်ကျင်ဘက်အနေနဲ့ကဒီဘယ်လိုပြောမလဲဒီကော်ဒန်တို့အန်ဒါဆန်တို့ကတော့အခု2026ခုနှစ်အထိဒီမိန်နူးထက်ဒီအရင်ပွဲထွက်ခွင့်ရဖို့အတွက်ယုံကြည်မှုအပြည့်အဝရှိနေစေဖြစ်ပြီးတော့မှသူတို့အနေနဲ့ကထားပါအတွေ့အကြုံရှိတယ်ဆိုတာကအရေးကြီးရဆိုပေမဲ့လို့ဒီလက်ရှိခြေစွမ်းကွင်းလက်ကစားနိုင်စွမ်းနဲ့ဒီနိုင်ငံလက်ရွေးစင်အသင်းနဲ့ဒီအနာဂတ်မှာဆိုလို့ရှိရင်လည်းထပ်တူအရေးကြီးတာပါပဲကိုရီမိုင်နူးအနေနဲ့ကတွေးမယ်လို့လည်းအခုချိန်ဒီတူချယ်အနေနဲ့ကဘယ်ပွဲမှမထည့်သေးဘူးဆိုတော့ညီတို့တို့ဘယ်လိုမြင်လဲဒီတူချယ်အနေနဲ့ကကိုရီမိုင်နူးကိုအခုချိန်ဒီအင်္ဂလန်အသင်းအတွက်အသုံးမပြုသေးတဲ့အပေါ်မှာ10မိနစ်တောင်ကစားခွင့်မရသေးဘူးဗျာကိုရီမိုင်နူးအနေနဲ့ကတော်တော်လေးမခံပြင်းဘူးလားကိုရီမိုင်နူးဘက်ကကျွန်တော်တွေးမယ်ဆိုလို့ရှိရင်လာမယ့်ပွဲစဉ်တွေမှာရောကိုရီမိုင်နူးအနေနဲ့ရွေးချယ်ခံရမလားဒီလိုပဲအလားတူပဲအရန်ခုံမှာပဲခြံလက်ထားခံရအောင်မလားဆက်လက်စောင့်ကြည့်သွားရအောင်မယ်အင်္ဂလန်အသင်းတွေအတွက်အခုဆိုလို့ရှိရင်အရေးကြီးတဲ့ပွဲစဉ်တွေတော့ရောက်ပြီကိုရီမိုင်နူးတော့တကယ်စိတ်မကောင်းဘူးပေါ့နော်အဲ့တော့ညီကိုတို့ရောကိုရီမိုင်နူးအခုချိန်ထိအင်္ဂလန်အသင်းနဲ့အတူတူ10မိနစ်မှာပွဲထွက်ခွင့်မရသေးတဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လေးရှိကြလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြီးတော့ရပါတယ်အားပေးသူတယောက်ချင်းတိုင်းကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗျ